လူတယောက်ကိုတက်ရှိချင်းရှာဖျားတစ်ပါးလို့ရွာလုံးကျုပ်ကိုးကွယ်နေရဆိုတာ21ရာစုမှာဖြစ်နိုင်ပါမလားကရင်ပြည်နယ်ရဲ့တောတောင်တွေကြားမှာပြင်ပကဘာနဲ့ခြားနားနေတဲ့ကိုပိုင်စီးမြင်းတွေနဲ့လဲပတ်နေတဲ့ဖိုးတခေရွာဆိုတာရှိပါတယ်စိတ်လဲစီးတဲ့ဖျားလောင်းလားဒါမှမဟုတ်လူငယ်တွေရဲ့အနာဂတ်ကိုထိန်းချုပ်ထားသူလားဒီနေ့မှာတော့ဖိုးတခေရွာရဲ့လူမတည်သေးတဲ့လှုပ်ဝက်ချက်တွေကိုတင်ဆက်ပေးသွားမှာပါဒီရွာရဲ့အဓိကအသက်ဝိညာဉ်ကတော့ဖိုးတခေပါသူဟာတာမန်လူတယောက်လိုမဟုတ်ပဲစိတ်တွေကိုလှဲကက်စီးတတ်တယ်လို့သူ့ရဲ့ဟောပြောချက်တွေကလည်းစမ်းကြယ်ပါတယ်သာသနာပြည့်ရင်ငါပဲကြံမယ်ဆိုတဲ့ယုံကြည်ချက်နဲ့အတူသူ့နောက်လိုက်တွေကသူ့ကိုဖျားတစ်ပါးလို့သတ်မှတ်ထားကြပါတယ်ဒီနေရာမှာထူးခြားတာကအစိုးရဥပဒေထက်ဖိုးတခေရဲ့စကားကပိုပြီးအသက်ဝင်နေတာပါပဲဖိုးတခေရဲ့ရွာထဲခြေချလိုက်တာနဲ့တင်ဟာအခြားကဘာတစ်ခုကိုရောက်သွားသလိုခံစားနေရပါလိမ့်မယ်ရွာသားတိုင်းအသားငါလုံးဝမစားရပါဘူးဒါယုံကြည်မှုတက်တက်ထက်ဂိုင်းဝင်ဖြစ်ချောင်းပြသတဲ့အမှတ်အသားတစ်ခုပါပဲဒီရွာမှာထူးခြားတဲ့စီးပွားရေးစနစ်ရှိပါတယ်လူငယ်တွေကထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ကြရပေမဲ့ရလာတဲ့ပတ်စံတွေကိုတော့ရွာရဲ့ရန်ပုံငွေထဲထည့်ဝင်ကြရပါတယ်ဒီငွေတွေကိုဖိုးတခေတ်ကပဲစီမံခန့်ခွဲပြီးရွာရဲ့ပွဲလန်းတပင်နဲ့လိုအပ်ချက်တွေအတွက်အသုံးပြုပါတယ်ဒါပေမဲ့ယုံကြည်မှုရဲ့နောက်ွယ်မှာရင်လေးစရာအချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ပညာရေးပါရွာမှာစာသင်ကျောင်းအမိကန်ရှိပေမဲ့တကယ့်ခေတ်ပညာရေးကိုဦးစားမပေးပါဘူးကလေးတွေဟာငယ်စဉ်ကတည်းကဖိုးတခေတ်ကိုယုံကြည်ကိုးကွယ်ဖို့ပဲသင်ယူကြရပြီးအရွယ်ရောက်တာနဲ့ထိုင်းကိုသွားပတ်စံရှာရွာကိုပြန်လူဆိုတဲ့တန်တရားထဲမှာပဲပိတ်မိနေကြပါတယ်ဒါဟာရေရှည်မှာကရင်လူငယ်တွေရဲ့အနာဂတ်ကိုထိခိုက်စေနိုင်မလားဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်ယုံကြည်မှုဆိုတာလွတ်လပ်ခွင့်ရှိပေမဲ့အဲ့ဒီယုံကြည်မှုကလူငယ်တွေရဲ့ပညာသင်ယူခွင့်ကိုကတ်သက်ထားမယ်ဆိုရင်သင်တို့ရောဘယ်လိုမြင်ကြလဲပညာရေးထက်ယုံကြည်မှုကိုရှေ့တန်းတင်နေတဲ့ဒီလိုရွာမျိုးကိုလက်ခံနိုင်ပါသလားဖိုးတခေတ်ရွာဟာတာမန်ရွာတရားမဟုတ်ပါဘူးဒီနေရာမှာဗုဒ္ဓဘာသာခရစ်ယာန်နဲ့နတ်ကိုးကွယ်မှုတွေရောရှက်နေတဲ့ကိုယ်ပိုင်ဘာသာတစ်ခုကိုကျင့်သုံးနေတာပါဖះเจ้าကန်တွားကြမလို့ပဲဖိုးတခေတ်ရဲ့ဂူဗိမ္မာန်မှာတင်အရာအလုံးပြီးမြောက်တယ်လို့သူတို့ယုံကြည်ကြပါတယ်ဖိုးတခေတ်အပါအဝင်အမျိုးသားတော်တော်များများကသပင်ကိုအရှည်ထားပြီးထုံးထားကြပါတယ်ဒါဟာသူတို့တွေရဲ့တစ္ဆာအဋ္ဌံတစ်ခုလို့ယူဆကြပါတယ်ရွာလယ်မှာရှိတဲ့အလံတိုင်ကြီးကိုဝိုင်းပတ်ပြီးထူးခြားတဲ့ဂါရာမန်တန်တွေတချင်းတွေနဲ့ကခုံပူဇော်ကြတာဟာဖိုးတခေတ်ရွာရဲ့အထူးခြားဆုံးမြင်ကွင်းပါပဲဗုဒ္ဓရုပ်ပွားတော်တွေထက်ဖိုးတခေတ်ရဲ့ပုံတူရုပ်ထုတွေဓာတ်ပုံတွေကိုပဲအလေးအမြတ်ထားရှစ်ခိုးကြတာကိုတွေ့ရှိရမှာပါဒီရွာမှာပြင်ပကဘာကသတင်းစာရေဒီယိုဒါမှမဟုတ်ပြင်ပပညာရေးထက်ဖိုးတခေတ်ရဲ့တရားဟောပြောချက်တွေပဲတခုတည်းသောအမှန်တရားဖြစ်နေပါတယ်ဒါကြောင့်လဲလူငယ်တွေဟာပြင်ပဘုဟုတုတနေပါပြီးခေါင်းဆောင်ခိုင်းသမျှကိုပဲငုံခံလှုပ်ဆောင်နေကြတဲ့အခြေအနေမှာရှိနေပါတယ်ဒါဟာဘာသာရေးလွတ်လပ်ခွင့်လားဒါမှမဟုတ်လူတယောက်ရဲ့ဝါဒဖြန့်မှုအောက်မှာကြာရောက်နေတဲ့ကြည်ရွာတရွာလားအခုမြင်နေရတဲ့စမ်းကြဲတဲ့ဝိပုမှုဟာလူအတိုင်းဝိုင်းအတွက်ဘလောက်အထိအကျိုးသက်ရောက်မှုရှိနိုင်ပါမလဲကောမန့်မှာဝင်ရောက်ဆွေးနွေးပေးတော့ကြပါဦးအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းကြည့်ရှုဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ဦးနော်